အားလုံးပဲမင်္ဂလာပါရှင်ကျမတို့နေနေမင်းပါ South Florida မှာ real estate agent နဲ့ loan officer တယောက်ဖြစ်ပါတယ်အိမ်ဝယ်မယ်ဆိုလို့ရှိရင် loan ချင်းငွေအတွက်အရာယူခြင်းနဲ့ဆိုလို့ရှိရင်ကျမကိုဆက်သွယ်နိုင်ပါတယ်ရှင်ဒီကနေ့ကျမကပြောခြင်းတဲ့အကြောင်းအရာတော့ကျမရဲ့ clients တွေကျမကိုလာမေးနေကြတာရှိတယ်အိမ် investment home တစ်လုံးထပ်ဝယ်ခြင်းနဲ့ပေါ့နော်လက်ရှိအိမ်ကလည်းpayment ပေးတော့မဖြစ်သေးဘူးဒါပေမဲ့ mortgage ကသူတို့ပေးနိုင်တယ်နောက်အိမ်တစ်လုံးဝင် mortgage ပေးနိုင်တယ်အဓိကပါလဲဆိုတော့သူတို့ရဲ့သူတို့မှာအိမ် payment ရှိတယ်ကား payment ရှိတယ်တခြား expense တွေရှိတယ်ဒီကြောင့်မို့လို့ရှိနေသေးတဲ့အတွက်ပေါ့နော်ဆိုတော့လုံလောက်တဲ့ချင်းငွေပမာဏကိုမရဘူးပေါ့ဒါမှမဟုတ်ထပ်ပြီးတော့မချေးကြဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးမချေးကြမို့ထပ်ပြီးတော့ရနိုင်ပါမလားပေါ့ထပ်ပြီးတော့လုံရနိုင်ပါမလားဆိုပြီးတော့မေးကြတယ်သူတို့အိမ်ဝယ်ခြင်းနဲ့ investment အဲ့လိုလူတွေအတွက်ရှိပါတယ်ဒီတိုင်းပြောချင်တာကတော့ငါရပါမလားဆိုပြီးတော့နေတာထက် loan officer မေးကြည့်လို့ရပါတယ်ကျမတို့မေးပြီးတော့ပေါ့နော်ကိုယ့်ရဲ့ income ကိုယ့်ရဲ့ဘာ payment တွေရှိလဲဘာအကျွေးတွေရှိလဲတခြား expense တွေပေါ့ဝင်ငွေဘယ်လောက်ရှိလဲဆိုပြီးတော့အဲ့ဒါတွေကိုပြပြီးတော့ကျမတို့ loan officer ကဘယ်လို program နဲ့တင်တော်တယ်ဘယ်လို program တွေ qualify ဖြစ်နိုင်လဲဆိုတာကြည့်ပြီးလို့ရပါတယ်ဆိုတော့အဓိကဒီကနေ့ပြောချင်တဲ့လုံမျိုးစားတစ်ခုကတော့ဒီ investment home ဝယ်ဖို့အတွက်ပေါ့နော်အရန်အဆင်ပြေပြီးတော့အရန်လွယ်ကူတဲ့program တစ်ခုပါဒါကဘာလဲဆိုတော့လန်နာကသူကမိတ်ဆွေတို့ရဲ့ဒီ income တွေမကြည့်ဘူး employment တွေမကြည့်ဘူး debt to ratio မကြည့်ဘူးဘာ payment တွေရှိလဲဆိုတာတွေလည်းမကြည့်ဘူးအကျွေးဘယ်လောက်ရှိတယ်ဆိုတာလည်းမကြည့်ဘူးအဓိက credit score ကြည့်တယ် credit score က600နဲ့80ပေါ့နော်အနည်းဆုံးရှိရမယ်ပြီးလို့ရှိရင်အနည်းဆုံး 20% down payment လုပ်နိုင်ရမယ်20% down နိုင်ရမယ်ပြီးလို့ရှိရင်6လစာ reserve ပြရမယ်6လစာ reserve ဆိုတာထားလိုက်ပါတော့ဒီ mortgage ဒီအိမ်ဝယ်လို့ရှိရင် mortgage က2000ပေးရမယ်ဆိုလို့ရှိရင်6လစာပေါ့ဆိုတော့12000 reserve ပြရမယ် closing cost အပြင်ပေါ့နော်ဆိုတော့အဲ့ဒါကိုပြနိုင်လို့ရှိရင်ဝယ်လို့ရပါတယ်အရင်လွယ်ကူပါတယ်ဘာ size နဲ့မှမကြည့်ပါဘူးဆိုတဲ့အတွက်တခြားတာမန်လုံးတွေအတွက်သူကပို့ပြီးတော့ favorable ဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့ဒီဟာလေးဒီလိုမျိုး program တွေရှိတယ်ဆိုတာကျွန်မ sharing လုပ်တာပါစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်မကိုဆက်သွယ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်